manifestation ဆိုတာဘာလဲ manifestation ဆိုတာဆရာမဘလို့အဓိပ္ပာယ်ကောက်တယ်လဲဆိုတာကိုပြောမယ်နော်အဓိပ္ပာယ်တွေကတော့တယောက်နဲ့တယောက်ကောက်ချက်ချတဲ့ဟာတွေကမတူဆိုဆရာမရဲ့အတွေ့အကြုံအရဆရာမကောက်ချက်ချတဲ့အခါမှာဘာလဲဆိုတော့ manifestation ဆိုတာကိုအတွေးတစ်ခုကိုတွေးလိုက်တယ်နော်တွေးလိုက်ပြီးတော့ကိုယ့်ရဲ့အတွေးရအောင်းနောက်ထဲရတဲ့အောင်းနောက်ထဲမှာတွေးလိုက်တဲ့အတွေးရနှလုံးသားကလည်းပြီးတော့လိုချင်နေတဲ့ကိုတကယ်လိုချင်တဲ့အရာကိုတွေးလိုက်မိတယ်ဆိုနှလုံးသားကလည်းပျော်ရွှင်တာမျိုးခံစားရတယ်အဲ့ဒါမျိုးဆိုလို့ရှင်လိုလားရတယ်ပေါ့နော်အောင်းနောက်ကလည်းလိုလားနေတယ်နှလုံးသားကလည်းလိုလားနေတယ်ဆိုလို့ရှင်နှစ်ခုက match ဖြစ်သွားတဲ့အခါမှာအောင်းနောက်ကပါလဲဆိုတော့သူတို့ scientist တွေကဒီသိပ္ပံပညာရှင်တွေကဘယ်လိုပြောလဲဆိုတော့အောင်းနောက်ကအတန်လွှင့်တာပေါ့အတန်လွှင့်နေဒီနှလုံးကကျတော့ swing in magnetic ငါဒါယူခြင်းနဲ့နှလုံးသားလိုချင်တဲ့ဟာဆိုလို့ရှိရင်နှလုံးသားကဘယ်လိုလဲဆိုငါတိတ်တတ်မှတ်တဲ့စိတ်ချစ်ခင်တဲ့စိတ်အဲ့လိုမျိုးပေါ့နှလုံးသားထဲကနေပြီးတော့လာပြီးတော့အရန်မတ်မော်နေတာမျိုးပေါ့နော်အဲ့လိုမျိုးဖြစ်တယ်ဆိုလို့ရှိရင်နှစ်ခုညီတယ်ဆိုလို့ရှိရင်သူကရတယ်လို့သူကပြောတယ်โอเคအဲ့နှစ်ခုကပေါင်းပြီးတော့ရှင်ပေါင်းပြီးတော့အဲ့နှစ်ခုတည်းမဟုတ်ဘူးအမှန်မှန်ကတော့များသောအားဖြင့်အဲ့လိုမျိုးပြောတယ်ဒါပေမဲ့ဘာဖြစ်ဆိုအုံနောက်ကတွေးလိုက်တယ်နှလုံးသားကလည်းလိုချင်တယ်အုံနောက်နဲ့နှလုံးသားနှစ်ခုစလုံးကလိုချင်နေတာဟုတ်ပြီပြီးသွားရင်ကိုကအာယုံစိုက်ကဆီယမရဲ့အတွေ့အကြုံရပြောမယ်ဆိုရင်ကိုကအဲ့အတွေးတဲ့ဟာတွေကိုလေအတွေးတွေကတနေ့ကအများကြီးတွေးနေတာဆိုတော့အဲ့အတွေးတွေကိုသိရမယ်ကိုဘယ်လိုလဲကိုတွေးလိုက်တဲ့အရာကိုမသိလိုက်တဲ့အတွေးမျိုးမဟုတ်ပဲနဲ့သိပြီးသေးချာငါဒါလိုချင်တယ်ဆိုရဲစူးစိုက်အတွေးအာယုံနဲ့တွေးပြီးတော့လှုပ်လိုက်လို့ရှိရင် तू ကရတာโอเคlike အဲ့လိုတွေးတဲ့အချိန်မှာဘယ်လိုတွေးမလဲဆိုတော့ကိုလိုချင်တယ်လို့တွေးတာထက်ကိုဒီဥစ္စာကိုလိုချင်တယ်โอเคဥပမာကိုကအိမ်အစ်စ်လိုချင်တယ်အိမ်အစ်စ်ကြီးလိုချင်လိုက်တာလို့စိတ်ထဲမှာတွေးတဲ့အခါမှာအုံနောက်ထဲမှာပေါ်လာတယ်စိတ်ကဟုတ်တယ်ငါအရန်ကြိုက်တဲ့အိမ်လေးကအရန်လှမှာပဲငါအဲ့ထဲမှာနေလိုက်ရရင်ဆိုတဲ့ဟာကိုစဉ်းစားပြီးကိုယ်တိုင်အိမ်ထဲမှာနေပြီးကိုပစ္စည်းတွေကိုထိကြည့်မယ်ခံစားမှုတွေအာယုံအားခုစလုံးထည့်တွင်းနိုင်ပိုကောင်းတယ်ပြီးသွားလို့ရှိရင်နှလုံးသားထဲမှာပျော်ရွှင်မှုလေးခံစားရမယ်ဒါမှမဟုတ်ပျော်ရွှင်မှုခံစားလို့မရအောင်ဆိုလို့ရှိရင်ရိုးငါဒီအိမ်ကငါအိမ်ပဲဆိုတာကိုအေးငါဒီအိမ်မှာအေးချမ်းနဲ့ခံစားမှုမျိုးလည်းဖြစ်လို့ရတယ်အဲ့နှစ်ခုကအကောင်းဆုံးပဲအရန်ပျော်ရွှင်တဲ့ခံစားမှုကြတော့ကိုအခုမှဝယ်ပြီးချင်းသူအေးချမ်းမှုမျိုးကြတော့ငါဝယ်ထားတစ်နှစ်လောက်ရှိပြီဆိုတော့ဘာမှခံစားမှုကတိတ်မရှိတော့ဟုတ်တယ်မလားဒါငါအိမ်နေလို့ကောင်းလိုက်တာဒါပဲပေါ့နော်ဒီလိုမျိုးငါအိမ်လေးမှာနေရဲ့အိတ်တယ် or ဒါမှမဟုတ်ထမင်းစားခန်းမှာထမင်းစားနေအဲ့လိုမျိုးပေါ့နော်ပြုံးပျော်ပြီးတော့အတွေ့အာရုံထဲမှာနစ်မျောပြီးသွားလို့ရှိရင်ပြီးသွားပြီဒါငါလေးသဘောကျတယ်ဒီအိမ်လေးသဘောကျလိုက်တာဒါပဲပေါ့နော်ဒါငါအိမ်ဆိုတဲ့ဟာကိုအတွေ့လိုက်ဆီယမတို့တွေအမြဲလုံနေကြပါဒါဒီမှာငါတို့ငယ်တော့ဆိုရင်ဒီမှာဘာလုပ်ခဲ့တာဆိုအဲ့လိုမျိုးတွေးတယ်လို့ပဲဒါအနာဂတ်ကိုကြိုတွေးတာကျဘာလဲအတိတ်ကိုတွေးတယ်လို့မျိုးအနာဂတ်ကိုအတိတ်ပုံစံမျိုးကိုရပြီးဆိုတဲ့ပုံစံမျိုးတွေးတာသူအမှန်မှန်တော့အဲ့လိုတွေးလိုက်တဲ့ခါမှာအုံနောက်ကမသိဘူးအခုဖြစ်နေတာလားအရင်တော့ဖြစ်ခဲ့တာလားနောက်မှဖြစ်မှာလားအုံနောက်ကနားမလဲတဲ့အတွက်ကြောင့်အဲ့ဆိုအုံနောက်ကရှိခဲ့ပြီးပြီလားအဲ့တော့သူကသွားရအောင်ယူလာပေးတာအဲ့လိုမျိုးเนาะအဲ့လိုသူကဒီ psychology အရာသူကအဲ့လိုမျိုးအုံနောက်ကအဲ့လိုလုပ်တာသူကအသိလားနာဂတ်လားသူကမသိကိုက trick လို့ရ trick တယ်ဆိုတာဒါပါပဲကိုသူ့လှည့်အုံနောက်ကိုလှည့်ပြားလိုက်တာပေါ့လှည့်ပြားလိုက်တဲ့ခါမှာ
ရခဲ့ပြီးတဲ့ပုံစံမျိုးဖြစ်နေအသိတုံးကဆိုလို့ရှိရင်ဆရာမတို့အဲ့တော့မှတ်မိရဲ့အဲ့မှာစားခဲ့တာအဲ့ဘူးသီးကြော်လေးစားခဲ့တာအဲ့ဆိုင်မှာအဲ့လိုမျိုးပေါ့နော်အရန်စားကောင်းတယ်ဒါပဲအဲ့အတွေးလေးကိုတွေးတာအဲ့လိုမျိုးပဲပြီးသွားပြီဒါလုပ်ပြီးသွားတဲ့အခါမှာလုံးဝလွတ်ချလိုက်လက်ရှိပြစ္ဆုတ်ပန်ကိုပြန်လာပြီးတော့ကိုလို့ဆရာရှိရလို့ကြာခင်မှာကိုလိုချင်တဲ့အကြောင်းအရာတွေပေါ်လာပြီးတော့ကိုတွေးချင်တဲ့လူတွေတွေးလာမယ်တွေးလာပြီးတော့ဒီအိမ်လိုချင်တယ်ဆိုလို့ရှိရင်အိမ်ရဖို့အတွက်ကိုမှအိမ်ရှာဖို့အတွက်အကူညီပေးမဲ့လူတွေကပေါ်လာမယ်ဒီမှာကိုရဲ့စီးပွားရေးရှိလို့ရှိရင်စီးပွားရေးတွေကတက်ပြီးတော့ပတ်စံတွေရလဲအများကြီးဝင်လာမှာတို့ဘာတို့အဲ့လိုမျိုးတွေပေါ့နော်ပေါ်လာလိမ့်မယ်ကောင်းတာနဲ့မကောင်းတာကောင်းတာဒါမှမဟုတ်လို့ရှိရင်မကောင်းတာလည်းရောက်လာတတ်တယ်တချို့မကောင်းတာတွေလည်းရောက်လာတတ်တယ်ဒါပေမဲ့ကိုကကောင်းစိတ်ကအမြဲတမ်းကောင်းတဲ့စိတ်မှာပဲပေါ်နေရမယ်အဲ့ဒါမှတိုင်းကိုကမြင်ရတာပေါ့နော် manifestation ကကိုရှိရောက်လာဖို့တို့ကပုံမြင်တယ်ကိုကမကောင်းတဲ့အကြောင်းအရာပေါ်လာတဲ့အချိန်ကြလို့ရှိရင်ဘာဖြစ်လဲဆိုတော့ကိုကမကောင်းတာတွေးမိလို့ရှိရင်သူတို့ဒီမှာဘလို့ဖြစ်လို့မကောင်းတာတွေစုပ်ဝင်နိုင်နေတာလဲဘာညာပေါ့အဲ့လိုမျိုးဖြစ်မိလို့ရှိရင်ဘာဖြစ်လဲဆိုကိုရဲ့တွားနေတဲ့လမ်းကြောင်းကလွဲသွားပြီကိုကမကောင်းတဲ့စိတ်ဘက်ကိုတွားနေကောင်းတဲ့စိတ်ဘက်ကိုပြန်လာရမယ်သူကမှန်ကောင်းတဲ့စိတ်ဘက်ကိုပြန်လာမှတာလဲသူကကိုတွားနေတဲ့လမ်းကတွားနေတာအာယုံကကိုပဲတွားနေတယ်ကိုအိမ်ဝဲခြင်းတယ်ဆိုအိမ်ကိုပဲအာယုံကရှိနေရမှာလေကောင်းတဲ့စိတ်ဘက်ကိုသွားရမှာဒါပေမဲ့လည်းအိမ်အကြောင်းပဲကိုတစ်ချိန်လုံးစဉ်းစားမနေနဲ့ဘာဖြစ်လို့ဆိုတော့စဉ်းစားပြီးတော့မျောနေလို့ရှိရင် तू ကလည်းမလာဘူးဘာဖြစ်လို့လဲဆိုတော့မျောနေတဲ့ဆိုတဲ့သဘောကဘာရှိသေးဘူးလို့သဘောဖြစ်နေတယ်အဲ့ဒါဆိုလို့ရှိရင်ပို့ကြတယ် तू ကလိုက်လေဝေးလေဆိုတာကြားဘူးမှာပေါ့အဲ့လိုမျိုးဖြစ်နေနော်ဆိုတော့အဲ့လိုမလုပ်ပါနဲ့ကိုစဉ်းစားပြီးငါအဲ့ဒါငါအိမ်ပဲလို့တော့ဆုံးဖြတ်ချက်ချပြီးဆိုရင်စိတ်ဆီယမ trick တစ်ခုအခုနောက်ပိုင်းမှာတည်ထားတာလုံးဝလွတ်ချလိုက်ဒါပဲလွတ်ချလိုက်ဆက်စဉ်းစားမနေနဲ့ပြီးသွားလို့ရှိရင်ကိုလို့ဆရာရှိရလို့သူ့အနေနဲ့သူအကြောင်းအရာပေါ်လာပြီးတော့အဲ့အိမ်ကဝယ်ဖြစ်မှာအဲ့လိုမျိုးပေါ့နော်ကောင်းတဲ့အရာကြီးဝင်မယ်ဆိုလို့ရှိရင်မကောင်းတာပူကြီးတယ်တစ်ခါလေးကြားလို့ရှိရင်ဒါမဲ့လည်းတစ်ခါလေးကြားလို့ရှိရင်လည်းမကောင်းတာဝင်ချင်မှလည်းဝင်မှာမဖြစ်ချင်မှလည်းဖြစ်မှာဒါကိုယ့်ရဲ့စိတ်ကလုံနေတာအမှန်ကတော့တချို့ဆိုလို့ရှိရင်တော့စัจ java ဒါမလိုအပ်တာကိုဖယ်ထုတ်ပေးတယ်လို့ပြောတယ်ကိုဘဝမှာသင်ငန်းစာသင်ပေးဖို့ပေါ့နော်ကိုကမန်နေဂျာဖြစ်ဖို့ဆိုလို့ရှိရင်ကိုမန်နေဂျာဖြစ်ရင်အရေးချင်းနေလို့ရမလားအရေးချင်းနေရအောင်လို့ကိစ္စတွေကပေါ်လာနိုင်တယ်ဒီမှာမဖြစ်မနေလုံးလိုက်ရမယ်ဘာဖြစ်လို့ဒီလိုအကြောင်းအရာပေါ်လာတဲ့အတွက်ကြောင့်ကိုကခေါင်းဆောင်တက်လို့ရတယ်ခေါင်းဆောင်လိုမျိုးလုပ်ရတယ်လုပ်ပြီးတော့နောက်တကယ်မန်နေဂျာယာတူးလဲရောက်တော့ကိုကလှုပ်တက်သွားတာပေါ့နော်လှုပ်တက်သွားတယ်ဆိုတော့ကိုမအရေးချင်းရှိသွားတော့အဲ့လိုမျိုးကိစ္စတွေလည်းပေါ်တတ်တယ်သူက lesson သင်ခန်းစာပေးတာမျိုးကိုသင်ခန်းစာပေးတဲ့မျိုးလည်းရှိတယ် or ဆီယမတွေးတာပေါ့နော်ဘယ်သူမှတော့မပြောဘူးဒီအတွင်းမျိုးကကြတော့ဆီယမရဲ့တွေးအကြုံရတော့ဆီယမကိုဘာဖြစ်ဆိုဆီယမအုံနောက်ထဲမှာတစ်ချိန်လုံးဒီကိုလိုချင်တဲ့ဟာတွေးထားပြီးဆိုတော့ကိုလိုချင်တာရောက်မယ်လို့သိနေတော့တော်တွေးနေမိတယ်တော်တွေးနေမိတဲ့အချိန်မှာဘာဖြစ်လဲဆိုတော့အဲ့ဒါကြောင့်မို့ဖြစ်မယ်ဆီယမထင်တယ်လို့ကတော့ဘာလဲဆိုတွေးနေမိတဲ့အချိန်ကြတော့ကိုကလိုချင်နေတာလိုက်လေပြေးလေဖြစ်နေတဲ့အတွက်ကြောင့်ဒီစက်ကြဝဠာဘာလို့လဲဆိုတော့ကိုအာယုံပြောင်းအောင်လုပ်တယ်လို့ဆရာမထင်တယ်သိလားနော်ဒါအာယုံပြောင်းပလိုက်တာအာယုံပြောင်းရင်ကိုကအဲ့ဘက်မှာအာယုံမရောက်အောင်
အာယုံကိုလိုချင်တဲ့ဟာဘက်မှာအာယုံမရှိတော့အာယုံမရှိတော့ဘဲဟာဒီဘက်မှာဖြစ်အရာတစ်ခုဖြစ်တယ်ဆိုတော့အာယုံကဒီဘက်ပြန်ရောက်လာဒီဘက်ပဲရောက်နေဘာဖြစ်လို့ဒီကိစ္စတစ်ခုကဖြစ်ရတာလဲဆိုပြီးတော့ကိုယ့်ရဲ့အုံနောက်ထဲမှာဒါပဲအုံနောက်ထဲမှာရောက်လာဒါမဲ့ဆရာမအဲ့ချိန်မှာဘာဖြစ်လဲဆိုတော့ဒါမဲ့ဆရာမဒါကိုလေးလာပြီးသားဖြစ်တဲ့အတွက်ကြောင့်အကောင့်ဘက်ကိုအမြန်ဆုံးတွေးပလိုက်ဟုတ်တယ်စိတ်ကဟိုအမြဲတမ်းမကောင်းတဲ့ကိုမလိုချင်တဲ့ဘက်ကိုပဲတော်တွေးမိဟာဘာကြောင့်ဖြစ်ရလဲဘာကြောင့်ဖြစ်ရလဲဒါမဲ့ကိုမပြန်ပြောအကောင့်လာမှာမဟုတ်လို့အမြဲတမ်းပြောနေရတယ်ဟိုစိတ်ကိုမနိုင်တော့ဘူးဆိုလို့ရှိရင်အော်ပြီးပြောပလိုက်ပါတယောက်တည်းရှိရင်ပေါ့နော်အဲ့ဒါအကောင့်ဆုံးနီးပါပဲဆရာမဆိုပြောပလိုက်တယ်ကိုကလေးတယောက်ကိုအော်တယ်လို့မျိုးအော်ပလိုက်တယ်မှန်ကတော့ကိုယ့်ရဲ့အထဲထဲမှာလဲကိုယ့်အတွင်းစိတ်မှာလဲကိုကကလေးပါပဲမှန်တော့ဆိုတော့အော်ပလိုက်โอเคအော်ပလိုက်ပြီးတော့မှစိတ်ကရော့သွားအဲ့ဘက်မှာကိုပြန်ကြပြီးအော်အေးဟုတ်တာပဲကောင်းတာလားတော့မှမဟုတ်လို့ကိုဖြောင်းပြရတာပေါ့နော်အော်ထလိုက်တော့မှစိတ်ကငြိမ်သွားတော့မှအဲ့တော့မှဖြောင်းပြပြောဘယ်လိုကောင်းတာဖြစ်မှာကိုသိနေပြီးသားပဲဆိုတော့ you know အဲ့လိုဖြစ်တတ်ပါတယ်ဒီဗီဒီယိုလေးမှာတော့ဒီလောက်ပါပဲကျေးဇူးတင်ပါတယ်